ခုပြီးတော့မှာတော့ Grade 11 Biology Chapter 2မှာပါဝင်တဲ့ Nucleic acid အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီ Nucleic acid ဆိုတာကတဲ့ High tertiary biomolecule ဒီမျိုးဗီဇနဲ့ဆိုင်တဲ့ဇီဝ molecule ပဲဖြစ်တယ်ပေါ့နော်။ဒီမိဘတွေစီကနေပါလာတဲ့မျိုးလိုက်တယ်ဆိုတော့ပေါ့နော်ဒီအသားအရောင်တွေမျက်လုံးအရောင်တွေအရက်ပူတာရှည်တာတွေစတာတွေကိုတည်ဆောင်ပေးတဲ့ molecule ပဲဖြစ်တယ်တဲ့။ဒီ Nucleic acid ကဆိုလို့ရှိရင် essential to all known phospholipid တို့တွေတီဗီသားသက်ရှိအားလုံးအတွက်ဆိုရင်သူဒီမရှိမဖြစ်ကိုအရေးပါတယ်။ဒီ including virus လို့ပြောတဲ့အတွက်ကြောင့်မလို့သူတက်ရှိလို့မယူဆထားတဲ့ virus တွေမှာတောင်းမှပဲဒီ nucleic acid ကပါရှိပါတယ်။ nucleic acid မှာဘာနဲ့ဖွဲ့စည်းထားလဲဆိုလို့ရှိရင် carbon, hydrogen, oxygen, nitrogen နဲ့ phosphorus ဆိုတဲ့ဒီ element 5မျိုးနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်။ဒီ nucleic acid ဆိုတာကတကယ်တော့သူဒီ polymer ဖြစ်တဲ့monomer တွေအများကြီးကိုချိတ်ဆက်ပြီးမှဖြစ်လာတဲ့ polymer ဒါဆို nucleic acid ရဲ့ monomer တွေကပါလဲဆိုလို့ရှိရင် nucleotide ဖြစ်တယ်။ရှေ့မှာရှင်းပြခဲ့တဲ့ဒီ protein ရဲ့ monomer ဒီ amino acid ပေါ့နော် amino acid ဆက်တဲ့လေးကိုအများကြီးရှင်းလိုက်တဲ့အခါမှာဆိုရင် protein ဖြစ်လာတယ်လို့ပဲဒီ nucleotide molecule တွေကိုအများကြီးရှင်းလိုက်တဲ့အခါမှာဆိုရင် nucleic acid ဖြစ်လာတယ်ပေါ့နော်။ဒါဆိုသူ nucleotide ကိုလေ့လာကြည့်တဲ့အခါမှာဆိုလို့ရှိရင်အပိုင်း၃ပိုင်းရှိတာကိုတွေ့ရတယ်။အဲ့ဒါတွေကဒီ phosphate group လေးရဲ့ဒီမှာ nitrogenous base ဆိုတဲ့အရာလေးရဲ့ဒီအလဲမှာရှိတဲ့ pentose sugar ပေါ့နော်။သူဒီကာဗွန်၅လုံးပါတဲ့တကြားပေါ့နော် pentose sugar လို့ခေါ်တယ်။ဒီမှာဒီအဲ့ pentose sugar မှာ ribose လည်းဖြစ်နိုင်တယ်လို့ deoxyribose sugar လည်းဖြစ်နိုင်တယ်။ဒီလိုအဲ့တကြားဒီ deoxyribose sugar ဖြစ်မယ်ပေါ့နော်။ oxygen မပါတဲ့တကြားဖြစ်မယ်ဆိုလို့ရှိရင်အဲ့molecule acid ကိုတို့က deoxyribonucleic acid လို့ခေါ်မယ်ပေါ့နော်။ဒါလို့ဒီ pentose sugar မှာပါတဲ့ဒီ sugar ဒီ ribose sugar တို့ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ acid ကိုတို့က ribonucleic acid ဆိုပြီးတော့တို့ကခေါ်မယ်ပေါ့နော်။ဒါကြောင့်မလို့ဒီ nucleic acid မှာဆိုရင်2မျိုးရှိတယ်။ DNA နဲ့ RNA deoxyribonucleic acid နဲ့ ribonucleic acid သူဒီဘယ်မှာကွာလဲဆိုလို့ရှိရင်ဒီ sugar ပေါ်မှာကွာသွားရပေါ့နော်။ဒီပေါင်းတဲ့ sugar ဒီ deoxyribo ဖြစ်တယ်ဆိုလို့ရှိရင် DNA ribose sugar ဖြစ်တယ်ဆိုလို့ရှိရင် RNA ဆိုပြီးကွဲထားပါမှာ။ဒါဆို nucleic acid ဆိုတာကတဲ့အားတဲ့ high tertiary biomolecule မျိုးဗီဇနဲ့ဆိုင်တဲ့ဇီဝ molecule တွေဖြစ်တယ်။သူတို့တွေက which are essential မရှိမဖြစ်အရေးပါတယ် to all known phospholipid သူတွေတီဗီသားသက်ရှိအားလုံးအတွက်ဆိုရင်သူကမရှိမဖြစ်အရေးပါတယ်။အဲ့ဒီထဲမှာပဲပေါ့နော် virus တွေကလည်း also have nucleic acid ဒီမှာလည်း nucleic acid ရှိပါတယ်။ nucleic acid တွေမှာ contain ပါဝင်တဲ့ the same element as protein တွေနဲ့တူ protein လိုမျိုးပဲသူမှာတူညီတဲ့ elements တွေပါတယ်။အဲ့ elements တွေကဘာလဲဆိုရင် carbon, hydrogen, oxygen, nitrogen နဲ့ phosphorus ဆိုတဲ့ဒီ element 5မျိုးပေါ့နော်။ပြီးရင်နောက်ခု the two main types of nucleic acid မျိုးစားနှစ်ခုရှိရပေါ့နော်။အဲ့ဒါက deoxyribonucleic acid နဲ့ ribonucleic acid စနည်းအားဖြင့် DNA နဲ့ RNA ပေါ့ရှေ့မှာလည်းရှင်းပြပြီးသားတရားကဒီ DNA ကဘာလို့လဲဆိုလို့ရှိရင် encode ဆိုတာဒီလှုပ်ဝက်ကုတ်ပြီးတယ်ပေါ့နော်။ဘာနဲ့ပတ်သက်ပြီးလဲဆိုရင် the information the cell need cell ကနေလိုအပ်တဲ့ဒီ information ဆိုတဲ့ရှက်လက်တွေကိုသူကဒီလှုပ်ဝက်ကုတ်ရှိပြီးတယ်။ဘာလို့ဖို့လဲဆိုရင် to make protein တွေကိုတိစားဖို့ဖွဲ့စည်းဖို့အတွက်လိုအပ်တဲ့ဒီ information တွေကိုသူကလှုပ်ဝက်ကုတ်ရေးပေးတယ်ပေါ့နော်။သူကရေးပေးလိုက်တဲ့အဲ့လှုပ်ဝက်ကုတ်တွေကိုဘယ်သူတွေကနေပြီးတော့မှဘာသာပြန်လဲ translate လုပ်တယ်ဆိုလို့ရှိရင် different types of RNA မတူညီတဲ့အမျိုးအစား RNA အမျိုးမျိုးကပေါ့နော်။သူဒီ hair ဆိုတာအကူအညီပေးတယ် to translate ဒီဘာသာပြန်မှုပေါ့နော် that genetic ကိုခုနက DNA ကထုတ်လိုက်တဲ့ genetic code တွေကိုဘာသာပြန်ဖို့အတွက်သူက RNA ကအကူအညီပေးပါတယ်တဲ့ into protein synthetic protein အဖြစ်ဖွဲ့စည်းနိုင်အောင်ပေါ့နော်ဒီမှာဘာကြောင့်မလို့ different types of RNA လို့သုံးလဲဆိုလို့ရှိရင် RNA ကတစ်မျိုးတည်းရှိတာမဟုတ်သူမှာ RNA မှာဆိုလို့ရှိရင်3မျိုးရှိတယ်ဒီ mRNA ဆိုတော့ messenger RNA ပေါ့နော်ဒီ tRNA ဆိုတော့က transfer RNA rRNA ဆိုတာက ribosomal RNA ပေါ့နော်ဒီ messenger RNA ကဘာလို့လဲဆိုလို့ရှိရင် DNA ကနေပြီးတော့မှထုတ်လိုက်ဒီ encode လိုက်တဲ့ information ကိုသူကပုံတူပွားတယ်ပေါ့နော်သူက messenger RNA mRNA ကဒါကိုလုပ်တယ်ဒီ tRNA ကကျတော့ဒီခုနကသူရလိုက် instruction တွေအတိုင်း amino acid တွေကိုသူကတည်ပြီးတဲ့ကောင်သူကတကယ်လုပ်တဲ့ကောင်ပေါ့နော်ဒီနောက်ဆုံး ribosomal RNA ကကျတော့ဘာဖြစ်လဲ form the ribosome ဖြစ်တဲ့နေရာဖြစ်ဒီ protein တွေကိုထုတ်ပြီးတဲ့နေရာကြီးပေါ့နော် protein ကိုတကယ်ထုတ်ပြီးတဲ့နေရာက RNA ပေါ့အဲ့မှာ amino acid ကိုတည်ပြီးတဲ့ကောင်က transfer RNA tRNA ဒီ DNA ကနေမှခုနကကုတ်လုပ်ပေးလိုက်တဲ့ information တွေကိုပုံတူပွားတဲ့အကောင်တော့ကျတော့ဒီ mRNA messenger RNA ဖြစ်တယ်nucleic acid တွေကို are composed of separate molecule တွေအများကြီးနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်ဘယ်လို molecule လဲ of nucleotide molecule တွေအများကြီးနဲ့ nucleic acid တွေကိုဖွဲ့စည်းထားတယ်this nucleotide တစ်ခုချင်းစီမှာဆိုလို့ရှိရင် contain ကပါဝင်တယ်a nitrogen နဲ့ base ပါမယ်နောက်က a pentose sugar ပါမယ်ပြီးတော့ a phosphate group ဆိုလို့လည်း phosphorus ပါတဲ့အုပ်စုတစ်ခုပါမယ်ပေါ့နော်ဒါဆိုအပိုင်း၃ပိုင်းရှိမယ်ဒီပေါ်လေးမှာဆိုလို့ရှိရင်ဒီအလဲရရှိတာဒီ sugar ပေါ့နော်သူဒီ ribose လည်းဖြစ်နိုင်တယ်လို့ deoxyribose လည်းဖြစ်နိုင်တယ်ဒီရှိမှရှိတာက phosphorus ကိုမှဒီ oxygen atom လေးလုံးနဲ့ဝင်ရထားတယ်ပေါ့နော်သူဒီ phosphate group ဒါဆိုဒါက nitrogen ပါတဲ့ base ပေါ့နော် nitrogen နဲ့ base သူဒီမှာ adenine ကိုပြထားတယ်
ဒီ nitrogenous base တွေကိုတို့ကအပိုင်းခွဲကြည့်မယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်ပေါ့နော်အဲ့ဒါကဒီ purine ရယ် pyrimidine ဆိုပြီးနှစ်ပိုင်းရှိတယ်ဒီ nitrogenous နေရာမှာရှိတဲ့အရာလေးဒီမှာဒီ၅ခုတည်းကတစ်ခုမဟုတ်တစ်ခုဖြစ်နိုင်တယ်ပေါ့နော်ဒီ purine ကကျတော့ဒီမှာဒီခွင်းလေးနှစ်ခွင်းပါတဲ့အရာနှစ်ခုပေါ့နော်သူရော adenine ရယ် guanine လို့ခေါ်တယ်ဒီခွင်းလေးနှစ်ခုပါတဲ့ adenine နဲ့ guanine ကိုသူက purine လို့ခေါ်မယ်ပေါ့နော်ခွင်းနှစ်ခုပါလို့ရှိရင် purine ပေါ့နော် adenine ရယ် guanine ရယ်ဒီ pyrimidine မှာကျတော့ဒီမှာခွင်းဒီကတစ်ခုပဲပါတယ် ring ပေါ့နော် ring လေးတွေတစ်ခုချင်းစီပဲပါတယ်သူတို့ကျတော့ thymine ရယ် cytosine ရယ် uracil ဆိုပြီးတော့ဒီသုံးခုပါတယ်အဲ့သုံးခုကျတော့သူက pyrimidine လို့ခေါ်မယ်ဒီက adenine နဲ့ guanine ကိုကျတော့ purine လို့ခေါ်မယ်ဒါဆိုရင် purine နဲ့ pyrimidine ကတဲ့nitrogenous base တွေဖြစ်ကြတယ် that make up the two different kinds of nucleotide base in DNA and RNA DNA နဲ့ RNA မှာရှိတဲ့ nucleotide base ပေါ့နော်အဲ့ဒီမျိုးနှစ်ခုကိုဖွဲ့စည်းဖို့အတွက်ဖွဲ့စည်းတဲ့ nitrogenous base တွေဖြစ်ကြပါတယ်တဲ့ဒီ purine နဲ့ pyrimidine ကအဲ့ဒီကမှာ the two carbon nitrogen rings carbon nitrogen rings ဆိုတာ carbon နဲ့ nitrogen ဒီခွင်းလေးပေါ့နော်အဲ့ခွင်းလေးနှစ်ခွင်းပါတဲ့ဒီ base တွေအဲ့ဒါပါနဲ့ခါလဲဆိုရင် adenine ရယ် guanine ရယ်အဲ့ဒါကိုသူကဘာလို့ခေါ်လဲဆိုရင် purine လို့ခေါ်ပါတယ်တဲ့ why အဲ့ရှင်မှာ the one carbon nitrogen ring base ဒီပေါ့နော်ခွင်းလေးတစ်ခုတည်းပါတယ်ဒီ carbon နဲ့ nitrogen ဒီစာလေးကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုလို့ရှိရင် pyrimidine လို့ခေါ်တယ်ဒီသုံးခုကျွန်တော်ဘာလဲဆိုရင် thymine ရယ် cytosine ရယ် uracil ပေါ့ဒီမှာဆိုလို့ရှိရင်သူက thymine နဲ့ cytosine ကိုပဲပြောထားတယ်ဘာလို့လဲဆိုလို့ရှိရင်သူက DNA မှာဆိုလို့ရှိရင်သူကuracil မဟုတ်ဘူးเนาะ DNA မှာဆိုလို့ရှိရင် thymine ရယ် cytosine ရယ်သုံးတယ်တကယ်လို့ဒီမှာ RNA မှာဆိုလို့ရှိရင်တော့ဒီ thymine နေရာမှာဖြစ်သွားမယ်လို့ဆိုလို့ရှိရင် uracil လေးဖြစ်သွားမယ် uracil နဲ့ cytosine နဲ့ဖြစ်သွားမယ်ပေါ့နော်ဒီ RNA ကမှာတဲ့ has a nucleobase uracil ဒီ RNA မှာကျတော့ nucleobase uracil ရှိရပေါ့နော်အဲ့ဒါကဘသူရဲ့အစားတင်တာလဲဆိုလို့ရှိရင် which is substitute သူ့ကိုအစားသွင်းထားတယ်ဘာအတွက်လဲဆိုရင် for thymine in DNA မှာပါတယ်ပေါ့နော်ဒီ thymine ရဲ့နေရာမှာ RNA မှာဆိုလို့ရှိရင်တော့ဘာကလဲဆိုလို့ရှိရင်ဒီ uracil လေးကိုအစားထိုးတာပါတယ်တဲ့ဒီမှာဒါကြောင့်မို့လို့ပေါ့နော်ဒီပန်တုရှူဂါလေးမှာပေါ့နော်ဒီမှာအောက်ဆီဂျင်တစ်လုံးမပါဘူးဆိုရင်ဒီအောက်ဆီရိုက်ဘိုရှူဂါဖြစ်မယ်သူ့တို့ကကျန်ဒီအောက်ဆီရိုက်ဘိုနျူကလ িক အက်ဆစ်လို့ခေါ်မယ်ပေါ့နော်ဒါသူ့မှာပါတဲ့ဒီ nitrogenous base တွေဒီ ATCG ဖြစ်နိုင်တယ်ပေါ့နော် A က adenine D က thymine တော့ C က cytosine နဲ့ G က guanine ဖြစ်တယ်ပေါ့နော်ဒီနားလေးမှာဒါ O ပါလာမယ် ribose sugar ဖြစ်သွားမယ်ဆိုလို့ရှိရင်သူဒီ ribonucleic acid ဖြစ်သွားမယ်ဒါဆိုသူ့မှာပါတဲ့ဒီ nitrogenous base တွေဒီ AUGCG ပေါ့နော်ဒီ T လေး thymine လေးနေရာမှာ U ဆိုတဲ့ uracil လေးဖြစ်သွားပါမယ်တဲ့ဒီပုံလေးမှာဆိုလို့ရှိရင်ဒါ DNA ရဲ့ပုံပေါ့နော်ပထမပုံလေးကဒီဒုတိယပုံလေးကကျတော့ RNA နဲ့ပုံဒီ DNA ပုံလေးမှာဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီပထမဆုံးပြတ်ဟာဒီများလေးကဒီ phosphate group ပေါ့နော်ဒီအဝိုင်းလေးဒီ phosphate group လေးကိုပြတယ်ဒီအလဲမှာရှိတဲ့ဒီစက်တန်လေးပေါ့နော်အဲ့ဒါကိုကျတော့သူက phosphotan ester bond ပေါ့နော်သူဒီကြားထဲမှာရှိတဲ့ bond လေးဘယ်နဲ့ပဲကြားလဲဒီ phosphate group နဲ့ဒီ5 carbon sugar ဆိုတဲ့ fatty sugar ဒါမှရှိတဲ့ bond လေးကိုတို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင်phosphotan ester bond လို့ခေါ်တယ်ပေါ့နော်နောက်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်သူဒီအဲ့လိုမျိုးပဲဒီမှာ phosphate group လာမယ် pentose sugar လာမယ်ဒီမှာ phosphate group လာမယ် pentose sugar လာမယ်အဲ့လိုမျိုးကြာစိမ့်နဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင် sugar phosphate backbone ဆိုတဲ့ဒီ second shade ပေါ့နော် sugar phosphate backbone ဖြစ်သွားမယ်ဒါဆိုရင်ဒီ phosphate လေးရဲ့ဒီကဒီ sugar လေးရပေါ့နော်ဒီမှာပါတာဗာလေးလဲဆိုလို့ရှိရင် nitrogenous base ပေါ့ nitrogenous base ကိုမှဒီမှာ A လို့ပြထားရဲအဲ့ဒါဒီဘာကိုပြောလဲဆိုရင် adenine ကိုပြောတာပေါ့နော်ဒါလေးဒီ nucleotide တစ်ခုဒီမှာဆိုလို့ရှိရင်ဒါလေးဒီ nucleotide တစ်ခုသူ့မှာပါတဲ့ဒီ nitrogenous base ကကျ C ဖြစ်တဲ့အတွက် cytosine ပေါ့နော်အဲ့လိုမျိုးဆက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်နောက်ဆုံးမှာဖြစ်သွားလဲဆိုလို့ရှိရင် sugar phosphate backbone ဖြစ်သွားတယ်အဲ့လိုမျိုး sugar phosphate backbone နှစ်ခုပေါ့နော်နှစ်ခုရဲ့ကြားမှာဘာလေးဖြစ်နေလဲဆိုဒီမှာ hydrogen bond လေးတွေဖြစ်နေတယ်အဲ့ hydrogen bond လေးတွေဒီမှာဆိုရင် adenine နဲ့ဆိုရင်ဘာလာပြီးတော့ရှိတယ်ဆိုလို့ရှိရင်ဒီမှာ thymine ကဒီကလာပြီးတော့ရှိတယ်ပေါ့နော်ဒီမှာ C cytosine ဆိုရင်ဘယ်ကလာရှိလဲဆိုရင် guanine ဆိုတဲ့ဒီ G ကလာပြီးတော့ရှိတယ်ပေါ့ဒါဒီ A ဒီအမြဲတမ်း T နဲ့ပဲရှိတယ် C ဒီအမြဲတမ်း G နဲ့ပဲရှိတယ်ဒါမှမဟုတ် AT CG ဒါမှမဟုတ် AT GC အဲ့လိုအတွဲလိုက်မှန်ရတယ်ပေါ့နော်ဒီမေ A မှာလာပြီးတော့ဒီ G ကလာမရှိဘူးဒီ T မှာလာပြီးတော့လဲ C ကလာမရှိဘူး AD အမြဲတမ်း T နဲ့ပဲရှိတယ် ATH ပေါ့နော်အဲ့လိုမျိုးလေးမှတ်တယ်ရတယ် AT GC ပေါ့နော်ဒါကဒီ DNA မှာရှိရပေါ့နော်ဒီ base လေးတွေအဲ့လိုမျိုးလေးစိတ်သွားတယ်ပေါ့နော်အစုံလိုက်လေးဖြစ်သွားအဲ့အတူက nitrogenous base pair လို့ခေါ်တယ်အဲ့ဒီကြားမှာရှိတဲ့ဘုံဒီ hydrogen bond ဖြစ်တယ်ဒီဘက်ဘုံကြီးဒီဘာဘက်ဘုံလဲဆိုရင် sugar phosphate ဘက်ဘုံဖြစ်တယ်
ဒါဆိုရင်သူ့ရဲ့ပုံစံလေးဒီဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်သူကြောင်လင်းလှေကားပုံလေးပေါ့နော်ဒီလှေကားပုံမှာအပေါ်ရစ်ခွေပြီးတော့တက်သွားတဲ့ပုံစံ double helix ပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ DNA strand လေးနှစ်ခုကျိုးလေးနှစ်ခုပေါ့နော်ကျိုးလေးနှစ်ခုဒီကြောင်လင်းလေးကပုံစံနဲ့အပေါ်ရစ်ခွေသွားရဖြစ်တဲ့သူက DNA ကို double helix ပေါ့နော်အဲ့လိုမျိုးတင်စားကြရပေါ့နော်နောက်က RNA မှာဆိုလို့ရှိရင်ကျတော့သူဒီ DNA နဲ့မတူတာကသူမှဆိုလို့ဒီ strand လေးဒီတစ်ခုပဲရှိတယ်ပေါ့နော်သူနှစ်ခုမဟုတ်တော့ဘူးလို့ဒါဒီတစ်ခုလေးဖြစ်သွားတယ်သူမှဆက်စရာဒီဘက်က base တွေမရှိတော့ဘူးပေါ့နော်ဒီမှာဘာခွာလဲဆိုလို့ရှိရင်ဒီဘက်ကဒီတိုင်မင်းလေးရဲ့နေရာမှာဒီဘက်မှာဆိုရင် U တွေဆဲဖြစ်သွားတယ်ပေါ့နော်ခုနလို ATCG မဟုတ်တော့ဘူးသူဒီ AUCG ဖြစ်သွားတယ်ဒါဒီ DNA နဲ့ RNA နဲ့မတူတဲ့အချက်ပေါ့နော် DNA ကရလာတဲ့ information သူကပုံတူပွားဖို့ပဲလောမှာဖြစ်တယ်သူမှာဆိုလို့ရှိရင်သူက double strand ရှိစရာမလိုသူက single strand ပဲရှိရမယ်ပြီးလို့ရှိရင်နောက်ထပ်ဘာကွာလဲဒီခုနကတိုင်မင်းလေးနေရာမှာဆိုလို့ရှိရင် U တွေဆဲလေးဖြစ်သွားတယ်ဒါလေးကွာရဲပေါ့နော်